ဒီလာမဲ့တစ်ချံအတွက်ရန်ကုန်မြို့မှာလုံးမဲ့မုံလုံးရေပေါ်နဲ့မုံလက်ဆောင်စတူဒီယာအလူကိုအားလုံးကိုဖိတ်ခေါ်လိုက်ပါရရှင်ဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာကျွေးမှလဲဆိုတာအသေးစိတ်ကိုသိချင်ရင်တော့အဆုံးထိကြည့်ရှုပေးပါရှင်ခါတိုင်း America Vlog တင်နေတဲ့ညီမကတော့အခုရန်ကုန်ရောက်နေပါတယ်ဒါကတော့ကြော်ညာလေးဝင်နေရပါတင်းငယ်3កောင်ရှိဆိုင်ကနေအားလုံးကိုကြိုဆိုပါရယ်ဆိုင်လေးကတော့အမှတ်921မဟာဗန္ဓုလလမ်း18လမ်းနဲ့18လမ်းကြားလမ်းမတော်မြို့နယ်မှာရှိပါတယ်တင်းငယ်3កောင်စိန်ရွှေရနာဆိုင်ကတော့မိသားစုလုပ်ငန်းလေးပါဆိုင်လေးကတော့ညီမအမေဆိုင်ပေါ့နော်ဒါလေးကတော့ဆိုင်အဝန်ထမ်းနေတယောက်ပြီးတယောက်ညီမကိုကြိုဆိုနေရပါကိုက88နဲ့ပန်းနေမှာယူပြီးတော့ anyway marketing ထပ်ဆင်လိုက်အောင်မယ်ဒါလေးကတော့တင်းငယ်3កောင်ရဲ့ဒုတိယဆိုင်ပါဒီဆိုင်ကတော့ Time Cities Jewelry Mall ရဲ့မြင်းကြီးထပ်မှာရှိပါတယ်ညီမအမေကတင်းငယ်3កောင် brand ကို1998ခုနှစ်မှာစတည်ဆောက်ခဲ့ပြီးတော့အခုဆိုရင်ဆိုင်3ဆိုင်ရှိပြီးဆိုင်သက်တမ်း28နှစ်ရှိပါပြီရှင်ဒီနေ့ဆိုင်ရောက်လာတဲ့ရည်ရွယ်ချက်ကလေးကတော့တကြံပိတ်ရက်မစားခင်အားလုံးကိုမုံလုံးရေပေါ်လာကျွေးပြီးအားလုံးအတွက်ဆန်နဲ့စီလာဝေပေးတာပါနောက်ဆုံးမြန်မာပြည်မှာကြားခဲ့တဲ့တကြံ2019လား2020လားမသိဘူးဆိုတော့တော်တော်လေးကိုကြာနေပါပြီလွန်ခဲ့တဲ့နှစ်တည်းကဒီချိန်ဆိုရင်နိုင်ငံခြားမှာပဲရှိပြီးတော့ဒီနှစ်ကတော့မြန်မာပြည်မှာတကြံကြမှာဆိုတော့တော်တော်လေးကိုပျော်မိပါတယ်အဓိကကတော့မြန်မာနှစ်သစ်ကူကိုမိသားစုနဲ့အတူ celebrate လုပ်ရတာကိုဝမ်းသာမိပါတယ်ဆိုင်ကအကိုတွေအမတွေကိုမုံလုံးရေပေါ်ခွန့်ကျွေးနေရပါမုံလုံးရေပေါ်အထက်ထဲမှာထညက်တစ်ခုတည်းမဟုတ်ပါဘူးတချို့ဟာတွေဆိုရင်ငရုတ်သီးပါပါတယ်ငရုတ်သီးပါတဲ့အလုံးကိုတမင်သက်သက်ရှာပြီးတော့ရွေးနေတာဒီတယောက်ကတော့ငရုတ်သီးမိသွားပါပြီရှင်ဆိုင်က security guard ကိုကြီးပါကျွေးနေပါတယ်ရှင်နောက်တစ်ဆိုင်ကတော့ကရင်ပြည်နယ်မြရီမြို့မှာရှိပါတယ်ဒီဆိုင်လေးကတော့ပထမဦးဆုံးစဖွင့်ခဲ့တဲ့ဆိုင်လေးပါတင်ငက်3កောင်ကကျင်းပမယ်စတူဒီတာကိုဧပြီလ23ရက်နေ့ကနေ14ရက်နေ့မနက်10:00နာရီခွဲကနေကုန်တဲ့အထိရှိနေပါမယ်လိပ်စာလေးကတော့ခုနပြောသွားတဲ့တင်ငက်3កောင်ရဲ့တရုတ်တန်လာတာဆိုင်ရှိမှာပါအဲ့ဒီနေ့မှာညီမတို့တွေ့ရင်လည်းနှုတ်ဆက်ပါအောင်ရှင်အားလုံးကိုဖိတ်ခေါ်လိုက်ပါရယ်